စီတိုင်းကိုမင်္ဂလာပါလို့ရှေးဥစွာနှုတ်ခွန်းဆက်သလိုက်ပါတယ်ကျွန်တော်ဖေဖော်ဝါရီ2021မှာစစ်တပ်ကအာဏာသိမ်းပြီးနောက်မှာကျွန်တော်နိုင်ငံရဲ့အနာဂတ်ပျောက်သွားတာဖြစ်တယ်ကလေးလူကြီးမရွေးတော်ခံစားရတယ်လူမျိုးမရွေးပဲဒီစစ်အုပ်ချုပ်ရဲ့အောက်ကိုဘယ်သူမှပြန်မသွားချင်ဘူးအရင်နာကျင်ရတဲ့ခံစားရတယ်တထသေးပဲယုံကြည်တယ်ကျွန်တော်တို့ရဲ့လက်နက်ကရဲ့တိုင်းသားတွေလည်းဒီစစ်အုပ်စုကိုမကြိုက်ဘူးမတိဘူးတချို့ကြိုက်တဲ့လူတော့ငြိမ်နေတဲ့လူဘာမှ statement တော့မထုတ်တနတ်တော့မဖောက်တဲ့လူတော့မတိဘူးအမေ KA ကတော့စကတဲ့ကနေစဖြစ်လာတယ်နဲ့စန္ဒပြလာတယ်စပြောလာတယ်မကြိုက်ဘူးပြည်သူတွေငင်းချမ်းစွာစန္ဒထုတ်ဖော်တာကိုအကြမ်းဖက်နည်းကိုရှောင်ကြည်ပေးပါမလုပ်ပါနဲ့ဆိုပြီးသူကပြောထားတယ် statement ထုတ်တယ်တိုက်သူပြည်သားတွေကိုပြည်သူလူထုကိုအဲ့လိုမျိုးပြစ်တက်ချင်းတို့အဲ့လိုမျိုးစော်ကားတာတို့နှိပ်စက်တာတို့လုပ်လာရင်သူတို့မနေဘူးပြည်သူဖက်ကနေရပ်တည်မယ်လို့ statement ထုတ်ထားတယ်တိုးတော်လည်းကျွန်တော်တို့ပြည်သူတွေကအရန်ကိုခုကူးရမင်းဖြစ်လာတယ်ဟုတ်ပါတယ်မှန်ပါတယ်ပြည်သူတွေရဲ့ခံစားချက်လည်းနားလည်တယ်တချို့ဒလန်တွေလည်းပါတယ် KIA ကိုဆေးတယ်လူမျိုးပေါ့အဲ့ဒါလေးရှိတယ်နားလည်တော့ဘာမှဖြစ်ဘူးဆိုတော့ KIA ဘာလုပ်နေရလဲဘာဘယ်မှာနေတာလဲ KIA ကအလကားဘာဖြစ်နေဘယ်မှာနေလဲအခုထိမလာဘူးလားဆိုပြီးပြောတယ်လူတွေရှိတယ်အဲကျွန်တော် live လို့ပြအတန်ပြောတယ် KIA ဆော့စီစီဘာဖြစ်လို့တိုက်ပွဲထဲမဝင်လာတာလဲဆိုတာသူ့အကြောင်းရှိတယ်ဘာအကြောင်းလဲဆိုရင်တိုက်သူပြည်သားတွေပြည်သူလူထုတွေနစ်နာမှာဆိုလို့မဝင်တာဘာဘယ်လိုနစ်နာမလဲဆိုရင်ကျွန်တော်တို့စစ်တပ်ရဲ့အကြောင်းကိုကျွန်တော်တို့တိုင်းသားတွေ KIA ကနှစ်ပေါင်းများစွာတည်ခဲ့တယ်သူတို့က KIA ကိုပဲပြည်တာမို့ရွာတွေထဲကိုအမြောက်ကြီးဆန်တွေပြစ်ထည့်တယ်အပြစ်မဲ့ပြည်သူတွေကိုချိန်ပြီးမှပြစ်တယ်သူတို့က KIA ကိုမနိုင်တဲ့ရွာကိုမိရှို့တယ်ရွာသားတွေကိုနှိပ်စက်တယ်ဒါကဗမာတပ်မတော်ရဲ့အချင်းဖြစ်တယ်အဲ့လိုဖြစ်လာမှဆိုလို့ KIA လည်းမလုံရှာပဲနေတယ်တနတ်မဖောက်ဘူးပေါ့ဒါပေမဲ့အခုစားဖောက်နေပြီမင်းညကစပြီးမှဘူချုပ်ကမောကလည်းမထူပေးလိုက်တယ်ကန်တစစ်မြောက်ပိုင်းတစ်ခွေဘမော်နဲ့လိုက်စားဖက်ဌာနချုပ်ဖက်တော့မပါတယ်အောက်ဖက်မပါတယ်ဆိုဒီမှာထူပြီးထုတ်လိုက်တဲ့အချိန်မှာဖကန့်ဖက်မှာဗမာစစ်တပ်ကအတုံးယုံချရှုံးတဲ့စခန်းတွေလွတ်လိုက်ရတယ်ဒီနေ့မနေ့6နာရီလောက်မှာကာမိုင်းမြို့မှာရှိတဲ့စခန်းကိုပြစ်တယ်စခန်းမှာရှိတဲ့လူတွေပဲပြစ်တဲ့အချိန်မှာအဲ့ဒီအမြောက်တပ်ကသူတို့ဗမာစစ်တပ်ရဲ့အကျင့်အတိုင်းရက်ွက်တွေထဲကိုလူတွေနေတဲ့ဖက်မှာသူတို့အမြောက်ကြီးနဲ့ပြစ်ထည့်အခုနောက်မကြခင်မှာမြချနာတို့ပူတာဦးတို့ဗမော်တို့ဖက်မှာတိုက်ပွဲမဖြစ်နိုင်ဘူးလို့ပြောကျွန်တော်နားလေတဲ့လောက်ဆိုတော့ကျွန်တော်ဖန်စီထားတဲ့ခေါင်းဆောင်တွေအောင်ဆန်းစုကြည်တို့ဦးမြင့်တို့နဲ့ကျွန်တော်ဖန်စီခံရတဲ့ကိုမြအေးတို့ကအရောက်စီတဲ့ကိုမလွတ်ပဲနဲ့ပြည်သူကိုဆက်ပြီးမှနှိပ်စက်နေဆိုဒီတိုက်ပွဲကကြာရှည်နေတယ်ချင်းပြည်နယ်အနှံ့ဖြစ်နေတယ်နေရတကဖြစ်နေတယ်အခု KNU လည်းဖြစ်နေပြီကျန်တဲ့အဖွဲ့လည်းပါလာလိမ့်မယ်ဒါဆိုဗမာပြည်ပြည်သူစစ်အကြီးကြီးဖြစ်လာမဲ့လက္ခဏာက95ရာခိုင်နှုန်းလောက်တေချာနေပြီဆိုတော့ကျွန်တော်ကချင်ပြည်မှာနေတဲ့မိဘပြည်သူတွေတစ်ချက်လောက်ပန်ကြားချင်တယ်တတိပေးတာလည်းဟုတ်တယ်ပန်ကြားတာလည်းဟုတ်တယ်ချင်းတခါတော့ KIA ကစစ်ဖြစ်လာပြီဆိုရင်ကျွန်တော်ကချင်ပြည်မှာမိတီးနေထိုင်တဲ့ရှာနီလို့ခေါ်တဲ့တိုင်းလန်လူမျိုးတွေနဲ့ဒူးလဲပါတီလီဆူအကုန်လုံးတော့မဟုတ်ပါနဲ့အချို့တော့ဒူးလဲပါတီကိုလီဆူတယ်ဆန္ဒပြကြတယ်စစ်တပ်ကိုထောက်ခံတဲ့ KIA ကိုအမိဖြုတ်ပေးမှာ KIA ကလူတက်နေပါတယ်ဆိုတကယ်ဆိုရင်တော့တိုက်ပွဲဖြစ်ပြီဆိုရင်ရွာတွေကိုပြစ်တာက KIA မဟုတ်ဘူးဗမာစစ်တပ်ဖြစ်တယ်ဒီတခါလဲတိုက်ပွဲဖြစ်လာပြီဆိုတော့ပြည်သူလူထုလည်းအနည်းနဲ့အများထိခိုက်လာလိမ့်မယ် KIA အဲ့ဒါတီးလို့တပိတ်စစ်ကြောင်းထဲမိုးနာဖြစ်တယ်အခုတော့ KIA တနတ်ဖောက်ပြီးတိုက်ပွဲစပြီးအဲကြောင့်ဟူပင်မူညင်းတကွေမှာရှိတဲ့ပူတာမှာရှိတဲ့ကျွန်တော်ရှမ်းနီညီကိုတွေမောဝိုင်းမဖက်မှာရှိတဲ့ရှမ်းနီညီကိုတွေဒီတစ်ခါ KIA ကိုပြဿနာမရှာနဲ့တော့ဒီ
ဒီတခါလဲခင်ဗျားတို့တတ်မတော်ပြန်ခေါ်ပြီးခေပြန်တိုက်ခိုက်ဆိုတော့ခင်ဗျားတို့ကခေပစ်စရာအကြောင်းပေါ်လာလိမ့်မယ်ဒါတော့ဒီနေ့ရဲ့နိုင်ငံရဲ့အခြေအနေအဲ့လိုဖြစ်နေပြီဒီချိန်မှာအဲ့ဒီဒူးလဲပါတီအချို့တော့လက်ဆုပ်စာကျွန်တော်လီဆူညီကူတွေလည်းပူပေါင်းပါခဲနဲ့ပူပေါင်းပါရှမ်းညီကူတွေလည်းနောင်တရပါခဲနဲ့ပူပေါင်းပါကျွန်တော်တို့ပြည်သူနဲ့ပူပေါင်းပါဒီအချိန်ကကျွန်တော်တို့ရဲ့ဘုံရန်သူကမအားလာလို့ခေါ်တဲ့ဗမာတပ်မတော်ဖြစ်သွားပြီကျွန်တော်တို့ဒီပေးချင်းအဖိနော်ငကောင်းဆန်စီစာရိခါကူညီချင်းအဖိနော်ငကောင်းစစ်သားတွေလာမဲ့လမ်းမှာတရားတွေဖြက်စီပေးတာတော့ရိခါတင်ကားတွေယထာတွေမလာနဲ့အောင်ကိုတိုက်တူပြည်သားတွေရဲ့တာဝန်ဖြစ်လာပြီးပြည်သူလူထုတွေလည်းကိုတတ်နိုင်တဲ့ဖက်ကတာဝန်ယူကြပါတော့ KNU နေမှာရှိတဲ့ကင်းပြည်မှာမီတင်းနေထိုင်ကြတဲ့ဗမာလူမျိုးတွေလည်းကျွန်တော်အနေငယ်စကားပါချင်တယ်ဒီအချိန်မှာ KNU ကဗမာတမတော်တတ်တာလူမျိုးရင်းနဲ့မဆိုင်တော့ဘူးဒါကျွန်တော်တို့အမျိုးသားရေးဖြစ်တဲ့အကြောင်းကရင်ပြည်မှာမီတင်းနေထိုင်တဲ့ဗမာပဲဖြစ်ဘာလူမျိုးပဲဖြစ်ဒီချိန်မှာ KNU နဲ့အတူရပ်တည်ပါတကယ်လို့တင်တို့က KNU နဲ့လည်းမရပ်တည်ဘူးကချင်ပြည်မှာမီတင်းနေထိုင်တဲ့ဗမာတို့ရှမ်းတို့တခြားလူမျိုးတွေက KNU နဲ့မရပ်တည်ဘူးဆိုရင်ဒီစစ်ပွဲကိုသူတို့မတိုက်ပဲနောက်ဆုတ်သွားရင်ကျွန်တော်တို့ကိုမအားလာဗမာတပ်မတော်ကလှုပ်ရှင်တို့လှုပ်ပြီးခွေးပစ်ဝက်ပစ်မြို့မှာအနိုင်ကျင့်နေမှာအခုစစ်သားတွေမြို့မှာတိတ်မရှိတော့ဘူးကရင်ပြည်ပို့တယ်ကချင်ပြည်ပို့တယ်မကြခင်မှာရခိုင်ပါလာဆိုရခိုင်ပါပို့ဆိုတပ်ပြက်နေပြီသူ့မှာအဲ့လိုတိုက်ရခိုက်ရရှိတဲ့စစ်သားလားမရှိဘူးဗမာတပ်မတော်မအားလာစစ်သားတွေကရန်ကုန်တို့မြောက်ဥက္ကလာစမ်းချောင်းတို့မြို့မှာလက်နဲ့မရှိတဲ့လူပဲသူတို့ကလူသွီးစွာလုပ်ပြီးမှလုပ်ရဲတယ်ရှစ်သားမှဒီကောင်တွေကတကယ်ကိုမကြောက်လို့ဖြစ်တယ်အဲကြောင့်ဒီအချိန်မှာကျွန်တော်တို့လက်နဲ့ကြိုက်တိုင်းသားတွေကိုထောက်ခံဖို့ဒီတို့အလူငွေအဖိနော်ကောင်းဆန်စီစာအဖိနော်ကောင်းတည်င်းပေးချင်းအဖိနော်ကောင်းဒီမအားလာဗမာတမတော်လာမဲ့လမ်းကြောင်းတွေတရားတွေကိုဖျက်ဆီးခြင်းအဖိနော်ကောင်းတရွာချင်းတည်င်းပို့ချင်းတယောက်ပြီးတယောက်တည်င်းပို့ချင်းအဖိနော်ကောင်းကျွန်တော်တို့စီစီလုံးလုံးနဲ့ကျွန်တော်တို့ဒီတိုက်စစ်ဖွင့်နေတဲ့ကျွန်တော်တို့ရဲ့တိုင်းသားခဲလောလောဆယ်ခဲညူနဲ့ခဲကိုကျွန်တော်တို့ပံ့ပိုးရအောင်လို့ကျွန်တော်အနေနဲ့ခွန်အားပေးချင်တယ်ဗမာပြည်မှာရှိတဲ့ကချင်ပြည်မှာနေထိုင်တဲ့ရှမ်းနီတိုင်းသားတွေတတိထားပါပြီးမှဒူးလဲပါတီဟိုတခေါက်နတ်ဆခနဲ့ဆွေးနွေးပွဲကိုလက်ခံပြီးနတ်ဆခနဲ့ပေါင်းတဲ့အဖွဲ့တွေတတိထားပါအဲ့ဒီဒူးလဲပါတီလီဆူလူမျိုးအကုန်လုံးကိုမဆူလို့ဘူးလီဆူ majority က KA ဟုတ်တယ်ကချင်လူမျိုးဖြစ်တယ်လီဆူလဲကချင်ပဲဒါပေမဲ့အဲ့ဒီလက်စုပ်စာလီဆူလူမျိုးဒူးလဲပါတီအဖွဲ့တွေတတိထားပါဒီတစ်ခေါက်အဲ့ဒီရှမ်းနီနဲ့ဒူးလဲပါတီကကြီးကြောင်လို့ရေ KA ကဗမာတမတော်မအားလာနဲ့ရောပြီးပေါင်းပြီးမှအကုန်လုံးချိန်မယ်လို့ကျွန်တော်တင်ကြားထားကြအောင်စေတနာနဲ့ပြောချင်းဖြစ်တယ်။နောင်တရပါဒီတိုက်ပွဲမှာတကယ်ဆွေမအားလာဗမာတမတော်တေးရမယ့်အထင်းမှာတင်တို့ရှမ်းနီတွေနဲ့တချို့ဒူးလဲပါတီလီဆူတချို့အတေမခံပါနဲ့ကျွန်တော်တို့ကညီကူတွေဖြစ်တယ်ကျွန်တော်တို့ကပြည်သူလူထုတွေဖြစ်တယ်အဲကြောင့်နောင်တရပါအတားထေကလောက်မဖြစ်နဲ့ဒီအချိန်မှာတစ္ဆာဖောက်လို့ကတော့ KIA တောင်းတင်တို့တတ်ဆရာမလို့ဘူးဟိုကပြည်သူလူထုကဝိုင်းပြီးရိုက်တက်လေးပဲခဏနဲ့ကချင်ပြည်နဲ့ရှမ်းနီလူမျိုးနဲ့ဒူးလဲပါတီတချို့ဒီဆူတွေပျောက်သွားတယ်ဆိုတဲ့ဟာမျိုးမလုပ်ပါနဲ့လို့ဒီချိန်မှာပြည်သူတွေကဒေါသအကြီးကြီးတက်နေတယ်နော်တတိထားပါသူနည်းကောင်းမဲ့ကရင်ပြည်နယ်မှာနေတဲ့တိုင်းသားတွေဗမာကအစတခြားတိုင်းသားတွေလည်းတတိထားပြီးအသက်ရှင်ကြပါ KNU ကိုထောက်ပံ့ပါတိစားမဖောက်ပါနဲ့ပြည်သူတွေဒေါသအထွတ်အရောက်နေတယ်ဒီအချိန်မှာခဏနဲ့အကုန်လုံးပြည်သူတွေကပြည်သူတွေရဲ့ဒုက္ခတွေဓာတ်တွေနေလို့ရှိမှရောက်လာရင်မကောင်းဘူးကျွန်တော်တို့အချင်းချင်းတွေဒီချိန်မှာကျွန်တော်တို့ဘုံရန်သူဖြစ်တဲ့ဗမာစစ်တပ်ကိုဝိုင်းတက်ရအောင်အလူငွေအဖြစ်နဲ့ပါဝင်ရအောင်ခွန်အားပေးခြင်းအဖြစ်နဲ့ပါဝင်ရအောင် Facebook ကနေလည်းခွန်အားပေးရအောင်မြေပြင်ကနေလည်းသတင်းပေးခြင်းအဖြစ်နဲ့ခွန်အားပေးရအောင်နီးစပ်တဲ့လူတွေဥမာ KA ထဲမှာဆိုကချင်လူငယ်တွေအမြို့ကြီးမှာကချင်တွေရန်ကုန်မန္တလေးမှာနေတဲ့ကချင်အယောက်100မှာ99ယောက်ဘေးညာပင်နင်းထားပြီးသားလူတွေဖြစ်တယ်နင်တို့အမြန်ပြန်ပါ
အမြန်ပြန်ပါကချင်ကိုဒီအချိန်မှာ KIA ကိုအကြီးအကျယ်ဝေဖန်တဲ့လူလည်းဒီထားပါတင်တော့တမိုင်းလည်းမတိရာစုလည်းမတိပဲနဲ့ပြည်ပမှာနေတယ်အမေရိကဥရောပမှာနေတယ်ထိုင်းမလေးရှားမှာနေပြီး KIA ကိုဝေဖန်နေတဲ့လူတွေနဲ့အလောက်တော့မှ KIA ကိုပြစ်စေချင်တယ်လေ KIA လာမပြစ်လို့တင်အကြီးအကျယ်ဝေဖန်ခဲ့တယ်မလားအခု KIA တွေပြစ်နေပြီနေဝေဖန်တကယ်လည်းပြစ်နေပြီမင်းအခုဒီချိန်မှာမင်းကိုငါတို့ပြန်စောင့်ကြည့်မဲ့အခြေရောက်လာပြီအဲ့လောက်တတိရှိတယ်ဆိုရင်တင်ပြန်လို့မရတော့အလုံးဝင်ပို့ KIA ကိုထောက်ခံပါဒီအချိန်မှာ KIA ကပြည်သူနဲ့တရားထဲဖြစ်သွားပြီ KNU ဒီပြည်သူနဲ့တရားထဲဖြစ်သွားပြီ KNU ကိုဝေဖန်နေတဲ့အချုပ်ကီလိုမျိုးတွေလည်းနောင်တရပါဒီချိန်မှာ KNU ကိုငွေကြေးအဖြစ်တော့ကောင်းအစားအသောက်အဖြစ်တော့ကောင်းတည်င်းပေးခြင်းအဖြစ်တော့ကောင်းရတဲ့ဖက်ကနေပံ့ပိုးပါဒီချိန်မှာဒီချိန်လုံခဲ့တဲ့တလားလုံး KNU ကိုအကြီးအကျယ်ဝေဖန်တဲ့ကရင်တွေ KIA ကိုအကြီးအကျယ်ဝေဖန်တဲ့ကချင်တွေဒီချိန်မှာတင်တို့တကယ်ပဲမြူချစ်စိတ်ရှိသလားတင်တို့ဟာတကယ်ပဲမြူချစ်စိတ်မရှိပဲတဲ့ဗဇတ်တရားနဲ့လူတွေလားဆိုတော့ဒီချိန်မှာတက်တယ်သူထူမဲ့အချိန်ဖြစ်တယ်ကချင်လူမှုအဖွဲ့အစည်းတွေရှိတယ်ဆက်သွယ်ပြီးမှနိုင်ငံခြားမှာဥရောပအမေရိကစင်ကာပူမလေးရှားမှာKIA ကိုရဲဆက်အစဲတာတဲ့ကချင်တွေရှိတယ်ဆက်သွယ်ပြီးဒီချိန်မှာအလူငွေထည့်ပါဥရောပအမေရိကမလေးစင်ကာပူထိုင်းမှာနေပြီး KNU ကိုရဲဆက်ဆဲတတ်တဲ့အစဲတမျိုးပဲတတ်တဲ့ကရင်တချို့လည်းရှိတယ်အခြားတိုင်းရင်းသားတွေလည်းရှိတယ်လူတိုင်းကရင်လူမှုအဖွဲ့အစည်းကိုယုံရတဲ့အလူမှုအဖွဲ့အစည်းကိုဆက်သွယ်ပါအလူငွေထည့်ပါသူတို့တွေကြီးဆောင်ဝယ်လိမ့်မယ်သူတို့တွေတခုခုအတုံးလိုလိမ့်မယ်ဒီချိန်မှာတင်ကမကူညီပဲနဲ့မကူညီဘူးဆိုရင်တရားတကယ်ကိုလောက်ဖြစ်တယ်အသားထင်းကလောက်ဖြစ်တယ်တကယ်လို့ဒီချိန်မှာတင်ကူညီလိုက်တယ်ဆိုရင်တော့တေချာတယ်တင်ဆဲထားတဲ့အကုန်လုံးပြည်ပုံခါချတယ်တကယ်ကိုစေတနာကြောင့်ဖြစ်စေချင်လို့ဆဲပဲတယ်လို့ပဲကျွန်တော်တို့ခံယူပါမယ်လို့အဲ့လိုမဟုတ်ဘဲနဲ့ဆဲလေးဆဲထားတယ်အခုတကယ်ဖြစ်လာချင်းမှာတတောင်းတနေရမပါဘူးဆိုရင်တင့်ကိုကျွန်တော်တို့ကတစ္ဆာဖောက်ကချင်လူမျိုးပေါ်တစ္ဆာဖောက်တဲ့ကချင်ကရင်လူမျိုးပေါ်မှာတစ္ဆာဖောက်တဲ့ကရင်လို့ကျွန်တော်တို့ကတတ်မှတ်ရလိမ့်မယ်တင့်ကိုနောက်ကျွန်တော်တို့ boycott လုပ်မယ် social punishment လုပ်မယ်ဗမာပြည်စစ်အစိုးရပြုတ်ကျပြီးနောက်ကျွန်တော်တို့ Federal ပြည်ထောင်စုထွက်လာပြီဆိုရင်တင်းကိုကျွန်တော်တို့ boycott ပြန်လုပ်မယ်ဆိုတော့စစ်ရေးဆိုတာလွယ်တော့မလွယ်ဘူးပါဇက်နဲ့ပြောတယ်လို့မလွယ်ဘူးတကယ်တက်လာရှိမှာအသက်ပေးရတယ်ကျွန်တော်တို့မြောက်ကလာတော့မှာရန်ကုန်မှာအယောက်20 30တေးကျွန်တော်ဘယ်လောက်ခံစားလဲတယောက်နဲ့ရက်စစ်တယ်ဆိုတော့တိုက်ပွဲဖြစ်ပြီဆိုရင်တရက်မှာအယောက်100လဲတည်နေတယ်အဲ့ဒီစစ်သားဆိုတာလဲကျွန်တော်ပြည်သူထဲကပြည်သူပဲအဲ့ဒီစစ်သားတွေမှာလဲမိဘတွေရှိတယ်အဲ့ဒီစစ်သားတွေမှာမိန်းမရှိတယ်ကလေးတွေရှိတယ်သူတို့ကလုံးဝကိုသူတို့ရဲ့သားသမီးမိဘကလေးတွေကိုမုခဆုမဖြစ်ခါမှဖြစ်ရောမိဘမဲ့ဖြစ်ခါမှဖြစ်ရောဆိုပြီးဒီနေ့သူတို့လက်နက်ကင်ပြီးမှတိုက်ပွဲဝင်ပေးဖို့သူတို့ဆုံးဖြတ်ချက်ချပြီးအဲကြောင့်မြို့ပေါ်မှာလဲရန်ကုန်မန္တလေးမြို့ပေါ်မှာလဲကျွန်တော်တို့ရတဲ့နီးနဲ့ဒီမအားလာကိုတော်လာမရတော့မယ်ဒီတိုင်းငြိမ်လဲအဖမ်းခံကျွန်တော်တို့ကြက်ကလေးငက်ကလေးတတ်တယ်လို့အတက်ခံနေတော့မဟုတ်တော့ဘူးလို့ကျွန်တော်တို့နားလေတယ်ဒီချီမမတင်တို့လည်းမတော်လန်ဘူးဆိုရင်ခုမှရှေ့တန်းမှာတော်လန်နေတဲ့ကျွန်တော်တို့လက်နဲ့ကန်ကြီးကိုအယူဖြစ်သွားလိမ့်မယ်ဆိုတော့ကျွန်တော်ရလက်နဲ့ကန်ပြီးမှတော်လန်ရအောင်ဒီစစ်တပ်ကိုရလက်နဲ့ကန်ပြီးတော်လန်ရအောင်မတော်လန်လို့မရဘူးတင်တို့ကိုယ်တိုင်တော်လန်မရမယ်တင်တို့ကိုယ်တိုင်ပိတ်ဆက်မရမယ်ပြောချင်တာကအကျန်းဖဲအောင်လို့ပြောတာမဟုတ်ခုခံစစ်လို့ခေါ်တယ်အခုကျွန်တော်တို့ခေလေကန်တစစ်ခုခံစစ်ပဲကရင်လည်းခုခံစစ်ပဲကျွန်တော်တို့ပြည်သူတွေပြည်နယ်ကိုသူတို့ကထူးစစ်ဆင်လာတယ်သူတို့ကနှိပ်စက်လာတဲ့အတွက်ကြောင့်ကျွန်တော်တို့ကပြန်တိုက်ရတာဖြစ်တယ်မတရားတဲ့စစ်ကိုအဲကြောင့်တင်တို့လည်းမြို့မှာလည်းခုခံစစ်ဆင်နွှဲဖို့ပြင်ဆင်ပါရလက်နဲ့ဒီချီမှာတော့ကျွန်တော်တို့ကသဘောထားကြီးပြီးမှအတေခံမဲ့အချိန်မဟုတ်ကျွန်တော်နှမျောတယ်တည်သွားတဲ့လူတွေတကယ်ကိုနှမျောတယ်တနာတယ်ဆိုတော့တကယ်ကိုအနာဂတ်ရဲ့သားကောင်းသမီးကောင်းတွေအနာဂတ်ရဲ့ခေါင်းဆောင်တွေတည်နေကြတယ်လုံးဝမကျေနပ်ဘူးဆိုတော့ဒီချိန်မှာကျွန်တော်တို့ကမြို့ပြမှာတော့ငကောင်းနေရတကမှာကျွန်တော်တို့ခုခံစစ်ဆင်နွှဲဖို့မိမိကာကွယ်တဲ့စစ်ဆင်နွှဲဖို့ပြောချင်တာစစ်တပ်စခန်းကို
แต่ใหญ่ว่าลูกပြောတာမဟုတ်ဘူးအဲ့ဒါလေအချိန်တစ်ခုရောက်လာတော့ရိုက်ဆရာရှိတော့စစ်တပ်စခန်းကိုလည်းမိရှိုးဆရာရှိရှုရမယ်ရိုက်ဆရာရှိရလောလောဆယ်ဆယ်တော့အဲ့ဒီအရှင်းတော့မဟုတ်တယ်ကိုရက်ကွက်ကိုရဲ့အိမ်တွေထဲဝင်လာပြီဆိုတော့ပြက်တန်းပြန်ပြီးမှတုံ့ပြန်ဖို့လိုအပ်ပြီလို့ကျွန်တော်နားလေတယ်အဲ့လိုမဟုတ်ဘူးဆိုရင် KA နဲ့ KNU ကြတော့ပြစ်ကြတေကြငါတို့ပြည်သူကြတော့ ACC အိမ်ထဲမှာနေပြီးမှလူလီမာလုပ်မယ်ဆိုတော့ဒါမတရားဘူးလို့မတရားတဲ့အရာဖြစ်တယ်အဲ့ဒါလူလေလုပ်တယ်လို့ကျွန်တော်နားလေတယ်အဲ့ကြောင့်တင်းတို့ကိုယ်တိုင်လည်းကိုယ့်ရဲ့ညီကိုတွေ KA တို့ KNU တို့အတက်နဲ့ရင်းပြီးမှငွေကုန်ကြေးချခံပြီးတိုက်နေတယ်ကဲတော့တင်းတို့ပြည်သူလည်းတစ်ခုတော့လုပ်ကြည့်ပြီလို့ကျွန်တော်ထင်တယ်ကျွန်တော်တို့CRPH ရဲ့အတဝနာထောင်ရအောင်ကုမင်းကုနိုင်ရဲ့စကားကိုစောင့်ရအောင်ဆို KA ကိုပြစ်ပါလို့ကုမင်းကုနိုင်လည်းဗဇက်ကလည်းပြောတာမဟုတ် CRPH ကလည်းတိုက်ပါလို့ပြောတာမဟုတ်ဘူးပြည်ထောင်စုလူတော်လည်းတိုက်ပါလို့ပြောတာမဟုတ်သူတို့ကဒီအချိန်ကငါတို့တိုင်းသားတွေကပြည်သူလူထုနဲ့တရားတဲ့ရက်တည်တင့်ပြီလို့သူတို့ကသူတို့ဆုံးဖြတ်ချက်ချပြီးလုပ်တာဖြစ်တယ်အဲကြောင့်KA ကဒီလိုမျိုးပြစ်တယ်ဆိုတာကကျွန်တော်တို့ပြည်သူလူထုအတွက်ပြစ်တာဖြစ်တယ်သူတို့ KA သူ့ရဲ့ထင်းချုပ်ဒေသနဲ့သူအေးဆေးနေတာဘာမှကိုပူစရာမလိုဘူး KA ထင်းချုပ်ဒေသမှာဘာမှတတ်မတော်ပြောနဲ့ရဲအရက်ဝတ်နဲ့တော့မတွေ့ရငင်းချန်တလာမင်းနဲ့သူတို့အပိုင်တင်းထားတဲ့နေရာတွေဒါပေမဲ့ဒီနေ့သူတို့ကအေးဆေးနေတဲ့ဘဝကနေထွက်လာပြီးမှတင်မဲ့လမ်းကိုယူလိုက်ပြီ KAတိုက်ပွဲဆင်နွှဲတယ်ဆိုတာကပြည်သူအတွက်ဖြစ်တယ်ဒီနေ့ကျွန်တော်တို့ပြည်သူဖက်မှာရက်တယ်ဆိုတဲ့သဘောဖြစ်တယ်အဲကြောင့်ကျွန်တော်တို့တိုက်သူပြည်သားတွေ KIA ကိုတော့ငကောင်း KNU ကိုတော့ငကောင်းကျွန်တော်တို့အတူတကွရက်တည်ပြီးမှကျွန်တော်တို့ညီကိုတွေမြန်မာနိုင်ငံလွတ်မြောက်ဖို့ရအတွက်မြန်မာနိုင်ငံထာဝရငြိမ်းချမ်းရဖို့ရအတွက်မြန်မာပြည်နောက်ဘေတော့မှငိုကြွေးချင်းမျက်ရည်ကျချင်းဗမာပြည်နောက်ဘေတော့မှစစ်မဲ့ဖြစ်ပွားခြင်းလူတည်ခြင်းမရှိတဲ့ထာဝရငြိမ်းချမ်းတဲ့အမုန်းမရှိတဲ့ဂျင်းသမိုင်းမရှိတဲ့မိုင်းမမိတဲ့နိုင်ငံအာရှတိုက်မှာအင်မတန်ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတခုတည်ဆောက်ရအောင်လို့ကျွန်တော်တို့တရုတ်နဲ့ရုရှားကိုလည်းကျွန်တော်တို့စဉ်းစားရမယ်အာဆီယံကိုလည်းစဉ်းစားရမယ်ဖြစ်နိုင်ကျွန်တော်တို့နေတူးနဲ့နေချင်တယ်ဖြစ်နိုင်ကျွန်တော်တို့ကယူရိုပီယန်ထဲမှာနေချင်တယ်အာဆီယံနဲ့တော့မနေချင်တော့အဲ့လောက်ထိစဉ်းစားတယ်မြို့ဖြစ်နိုင်ဗမာပြည်မှာနေတူးစစ်စခန်းအကြီးကြီးတော်မှာကျွန်တော်တို့ကထားချင်တာဖြစ်တယ်ဆိုတော့နောက်ကျွန်တော်တို့ဗမာပြည်နောက်ကဘာတီနေဒီကဘာမပြတ်မချင်းနောက်ဘယ်တော့မှအမုန်းမရှိတဲ့နိုင်ငံဘယ်တော့မှတယောက်နဲ့တယောက်ဆေးတာဆူတာရိုက်ဆိုင်တာမရှိတဲ့နိုင်ငံထာဝရငြိမ်းချမ်းတဲ့နိုင်ငံအင်မတန်ပျော်ရွှင်တဲ့နိုင်ငံဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံနောက်မကြခင်မှာတကယ်ကို G7 မဟုတ် G8 ထဲမှာကျွန်တော်ဗမာပြည်လဲပါလို့ရတဲ့အထိတကယ်ကိုစစ်ကူရင်ထားတာဖြစ်တယ်ကျွန်တော်ဗမာပြည်ထာဝရငြိမ်းချမ်းဖို့အတွက်ဖြစ်တယ်အဲကြောင့်နောက်ဆုံးပြန်တည်ပေးမယ်ကျွန်တော်ကရင်ပြည်မှာနေထိုင်တဲ့တိုင်းဒေသပြည်သူအရောက်စီတိုင်းကချင်ကယားကရင်ချင်းမွန်ဗမာရခိုင်ရှမ်းအကုန်လုံးက KNU နဲ့အတူရက်တည်ပါတည်င်းပေးချင်းအလူငွေပေးချင်းကရင်လူမှုကွန်ရက်တွေကိုဆက်သွယ်ပြီးမှအလူငွေထည့်ကြပါဒါသူတို့တောင်းခိုင်းတာမို့ကျွန်တော်ကိုပြောတာဖြစ်တယ်ဖူးနည်းကောင်းပဲနိုင်ငံတကာမှာရောက်နေတဲ့ကချင်တွေ KA ကိုရေလေးဆဲခဲတဲ့ညီကိုတွေဥရောပအမေရိကစင်ကာပူမလေးရှားထိုင်းဗမာပြည်အကုန်လုံးကကချင်လူမှုကွန်ရက်နဲ့ဆက်သွယ်ပြီးမှ KA ကိုတတ်နိုင်တယ်လို့ကျွန်တော်ပံ့ပိုးရအောင်သူတို့ကထမင်းထုတ်ပဲစားရပါစေကြီးစံတောင်းပွဲဝယ်ရပါစေဝိုင်းပြီးမှပံ့ပိုးရအောင်လို့ကျွန်တော်အားပေးချင်တာဖြစ်တယ်ဒီချိန်မှာကျွန်တော်တို့အမုန်းတရားတွေချုပ်ငြိမ်းပြီးမှကျွန်တော်တို့အတူတကွလက်တွဲပြီးမှဒီစစ်အာဏာရှင်ပြုတ်ကြအောင်ကျွန်တော်တို့ဝိုင်းပြီးတိုက်ရအောင်လို့တိုက်တွန်းပါတယ်လို့ခဏပြောတဲ့အချိန်မှာတချို့ရှာနီတွေကိုလီဆူတွေကိုနည်းနည်းထိခိုက်တဲ့ပုံစံမျိုးတော့ဖြစ်သွားတယ်ဒါမဲ့ဒါတမိုင်းအနောက်ခံတမိုင်းကြောင့်ဖြစ်တယ်လို့ကျွန်တော်မမုန်းပါဘူးလို့ကျွန်တော်ကချင်ပြည်မှာအတူတူနေထိုင်ကြတဲ့ညီကောင်မောင်နှမတွေဖြစ်တယ်ပြင်တို့ပြန်ပြီးစဉ်းစားဖို့ရန်ပြန်ပြီးဆင်ခြင်ဖို့ရန်ဖြစ်တယ်လူဆိုတာကတော့လူတိုင်းအမားနဲ့กินတဲ့လူတော့မရှိပါဘူးလို့လူတိုင်းမားတတ်ပါတယ်လို့ကျွန်တော်ဆိုရင်ပြင်တို့ထက်ပူပြီးအမားအကြီးကြီးကျူးလွန်ပြီးမှတကယ်ကိုအသက်ရှင်ခဲ့တဲ့လူဖြစ်တယ်လို့ဒါမဲ့ဒီနေ့လူကောင်းဖြစ်နေပါပြီလို့
ဒီတော့အယောင်စီတဲ့ဆင်ချင်ကြည့်ရအောင်နော်အဲကြောင့်အယောင်စီတဲ့ကိုဖျားသခင်ကောင်းချီးပေးပါစေကျွန်တော်တို့ရဲ့အရေးတော်ပုံလဲအောင်ရမယ်အရေးတော်ပုံအောင်ရမယ်စစ်အာဏာရှင်လုံးဝပြုတ်ချရမယ်ဗမာပြည်မှာသာဝရငင်းချမ်းတဲ့စစ်မှန်တဲ့ Federal ပြည်ထောင်စုပေါ်ထွန်းရမယ်အယောင်စီတဲ့ကိုဖျားသခင်ကောင်းချီးပေးပါစေဒီ live ကိုလွတ်လွတ်လပ်လပ် share လုပ်ရတယ်ကျွန်တော် Facebook account ပြက်ခါမှပြက်ရောဘာမှမဖြစ်ဘူးပြက်ပါစေလွတ်လွတ်လပ်လပ် share လုပ်ရတယ်အမားပါတော့လည်းခွန်းလွတ်ပါလို့ဒီဟာကျွန်တော် KNU က KA ကသူတို့ကူစားကျွန်တော်ပြောတာမဟုတ်ပါဘူးလို့ကျွန်တော်အတာမန်တောတူတောင်သားတယောက်ဖြစ်တယ်ရွာသားတယောက်ပဲကျွန်တော်ရွာမှာနေတယ်အဲကျွန်တော်ရဲ့နိုင်ငံရေးလေးလာသုံးသပ်တဲ့အနေနဲ့ကျွန်တော်အမျိုးသားရေးစိတ်ဓာတ်နဲ့ပြောတာဖြစ်ပါတယ်လို့ရောက်စီတိုင်းဖျားသခင်ကောင်းချီးပေးပါစေ